Hey yo, what's up guys? Big Siva. ကျွန်တော်ရဲ့ငါးကန်တတိလေးတွေကငါးလေးတတိလေးတွေနဲ့ရေလိန်ကြုံတွေ့ခဲ့ရတဲ့ဟာလေးတွေကို vlog အနေနဲ့ပြန်တင်ပေးလိုက်ပါတယ် fight တွေကို show Flying river data flying river data ကဲနေစမှုစပြင်ပါပြီ Okay hallelujah ခိုင်းတော့မောစာထင်တော့ခိုင်ပါထဲဝင်ပါရပါဘာမီးပဲနေတတိယလိုက်ကုန်ဘယ်ချိန်မှပြန်မထွက်လာနေအေးကားပြဒါတော့ကျွန်တော်ရဲ့ sexy ခြေတံလေးနဲ့ပေါင်တယ်လေးပေါ့နော်ဟေးစားလာပါရမနဲ့အစာကျွေးရပါဟိုပြတီကောင်လေးဆိုရင်တော့ဆက်ခိုင်းပါမယ်ကားလားရရှင်ငုံရင်ကန်နေရရေတွေလည်းတောင်းမိပါတယ်လို့သူ့ရဲ့ရတာလေးကတော့ညှိစွပ်လေးပေါ့နော်ရန်ကောင်းပါလေ very good အချိန်မှာပဲကန်နေရအကြီးဆုံးဆရာသမား Albino Silver Air One နဲ့ကျွန်တော်နဲ့ battery ဆိုင်ပညာတွေပြိုင်ပို့တိုင်းမှုတွေစတင်ပါပြီတောက်လျှောက်ကိုလိုက်ရှုပ်တော့ရဆရာကြီးကျန်တော့အများကြီးတော့မကျန်တော့ဟိုတကွက်ကဲမြန်ကျွန်တော်ရဲ့တပည့်ကျော်ပဲလော်ရတယ်ကျွန်တော်တစ်သက်လုံးခိုင်းထားသမျှကိုအညှိုးနဲ့ပြန်ပြီးညှို့မှုလုပ်ပြီးပြန်ခိုင်းနေပါတယ်ကဲဟောတယ်တော်ဆိုးအဲ့ကောင်ကြောက်ကောင်းရောအေးခုံနာပါအရာအလုံးအဆင်ပြေပါတယ်လို့လောကကြီးကနေတဲ့ကျင်းတဲ့ဆရာကြီးပန်းအောင်လေ all is well ဟာဆရာကြီးပြန်အောင်လိုက်ဆရာကြီးနဲ့ငင်းငင်းယူကိုစူးစမ်းလက်မလေးထောင်ပြတယ်လူစီကတော့အငင်းခံရတာငါးစီကအငင်းခံရတာမဆမ်းပါဘူးခက်ထန်လာပဲတုံ့ပြန်လိုက်တယ်ဟောဘိုက်အောက်ရောက်သွားပြီကြောက်ရတယ်ကျွန်တော်ရဲ့အဖိုးရန်လေးကိုပြေးအုပ်လိုက်တယ်ဒီကောင်နဲ့မှာဟတ်မှာဆိုလို့ကြောက်ရတယ်အမွေတော့ဖြစ်တယ်အမေပေးတဲ့အမွေလေးနော်ရပြီOkay ပုံမှန်လှည့်နေကြ routine တိုင်းရေ90ရာခိုင်နှုန်းထုတ်လှည့်ပါတယ်တပတ်တစ်ခါဒါမျိုးလှည့်ပါတယ်3 hours later အခုဆိုရင်တော့ရေလှည့်ပြီးတော့3နာရီကြာနေတာကြည်တောက်မရှင်းတရှင်းပေါ့နော်ရေကြီးရတော့လုံးဝပြောင်းသွားပြီရေထဲမှာကျန်တဲ့အနယ်လေးနည်းတော့ထပ်ဆုပ်ဖို့လိုသေးတယ်ရေလှည့်ရင်းနဲ့အင်ဒိုတိုင်းယားတွေရဲ့စူးတောင်နဲ့လက်ကိုထိုးမိပါသေးတယ်လက်တော်တော်နာသွားတယ်အခုဆိုကိုက်နေပြီကိုက်ပြီးတော့နေလို့မကောင်းတော့ဒါလေးကတော့ကျွန်တော်ရဲ့ရေလိန်နဲ့ကန်တွေကငါးသေးလေးတွေနဲ့ပုတ်တိုက်မှုလေးဖြစ်တဲ့ vlog လေးပေါ့နော်အားလုံးပဲကြည့်ပြီးပြောခဲ့မယ်ထင်ပါတယ်နောက်လည်းအများကြီးတင်ပြပါအောင်မယ် Okay see you guys